United ကစားသမားမှန်ရင်ရှက်ကိုကတော့ဝေဖန်ခံနေရအောင်ပါအားလုံးပဲမင်္ဂလာပါ United Principal Facebook Page နဲ့ YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ် United ကစားသမားမှန်ရင်တိုက်စစ်ကွင်းလယ်ခန့်စစ်ကိုသမားကစလို့ဆွမ်းဆောင်ရင်ကောင်းမပြသနိုင်ရင်တခြားသင်းတွေထက်မီဒီယာတွေနဲ့ပြည်သက်တွေရဲ့ဝေဖန်မှုကိုစိုးစည်းခံရမှာပါဒါကဘာကြောင့်လဲဆိုရင် United ဖြစ်နေလို့ပါ United ဟာကမ္ဘာပေါ်မှာအောင်မြင်ဆုံးကလပ်အသင်းတွေကတစ်ခုဖြစ်ပြီးတမိုင်းကြောင်းကောင်းတဲ့ကလပ်အသင်းတစ်ခုဖြစ်ပါတယ်ဒီလိုကလပ်အသင်းမျိုးကိုလာကစားတဲ့သူတွေတိုင်းဖီအားတွေကတော့တခြားသူတွေထက်ပိုပြီးများနေတာကိုမြင်တွေ့ရမှာပါ United မှာနှစ်ရှည်လာများကစားလာတဲ့ Bruno လိုကစားသမားမျိုးတောင်၄-၅ပွဲလောက်ခြေစွမ်းမပြနိုင်ရင်ဒီကောင်ဘာဖြစ်တယ်ညာဖြစ်တယ်လို့ပြောဆိုကြတဲ့ဝေဖန်မှုတွေကသတင်းမီဒီယာတွေကြားမှာတမျိုးတစ်ဖုံရေးသားဖော်ပြနေကြတာဖြစ်ပါတယ်ခုလည်းပြီးခဲ့တဲ့ရာသီက RB Leipzig ကနေပြောင်းရွှေ့ကြေးပေါင်83တန်းနဲ့ခေါ်ယူထားတဲ့ရှက်ကိုတယောက် United မှာစတင်ပြီးဝေဖန်ခံနေရပြီဖြစ်ပါတယ်အသင်းမှာအဆင်မပြေတော့တဲ့ Highland နေရာအစားထိုးဖို့အနာဂတ်အတွက်ရေရှည်တိုက်စစ်မှုတူအဖြစ်ရှက်ကိုကိုဈေးကြီးပေးပြီးဝယ်ယူပြီး United ကအစားထိုးခဲ့တာဖြစ်ပါတယ်ရှက်ကိုဟာ United ကိုရောက်မလာခင်က Bundesliga မှာအတော်လေးတောင်းကျနေတဲ့လူငယ်ကစားသမားတူပါ United ကိုပြောင်းလာခင်2024-25 ရာသီကပြိုင်ပွဲစုံ22ဂိုးသွင်းယူခဲ့ပြီး RB Leipzig ရဲ့ဂိုးသွင်းများဆုံးကစားသမားဖြစ်ခဲ့ပါတယ်ဒါပြင်2023-2024 ရာသီမှာအသင်းနဲ့အတူဂျာမန်စူပါဖလားကိုစကူထားတဲ့သူပါဂျမန်မှာရုပ်ပိုင်းဆိုင်ရာကောင်းမှုသူ့ရဲ့လေတက်ကအမြင့်ပေါ်ကစားဟန်ကောင်းမှုနဲ့ finishing တိကျမှုတွေကြောင့်ပဲ United ကခေါ်ယူခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ United ကိုရောက်ရှိလာပြီးပွဲစဉ်17ပွဲကစားပြီးမှသွင်းဂိုး2ဂိုးနဲ့ဖန်တီးမှုတစ်ချိန်ပြုလုပ်ထားပြီးဂိုးပေါဝင်ပတ်သက်မှု3ချိန်ပဲပြုလုပ်ထားပါတယ်ရှက်ကိုဟာ United မှာပွဲထွက်ကစားခဲ့တာဟာ6ပွဲရှိပြီးတော့9ပွဲကိုအရန်ကုန်ကနေဝင်ရောက်ကစားခဲ့ပြီးအဆိုပါဆွမ်းဆောင်ရည်ကိုပြသထားတာဖြစ်ပါတယ်ဒါက RB Leipzig မှာထက်ဆိုင်ရင်အရန်ကုန်နှိပ်ပါတဲ့ဆွမ်းဆောင်ရည်လို့သတ်မှတ်ရပေမဲ့ Premier League လိုခက်ခဲတဲ့လိမှာတော့ရှက်ကိုအနေနဲ့ရုန်းကန်ရသေးတယ်ဆိုတာကိုမြင်တွေ့ရမှာပါဒါပြင်ကလပ်အသင်းရဲ့အတွေ့အကြုံသစ် Premier League ရဲ့အတွေ့အကြုံသစ်တွေကြောင့်အသားမကျသေးတဲ့ရှက်ကိုဟာအခုချိန်မှာတော့ကန်ဝင်ကစားသမားတချို့နဲ့မီဒီယာတွေကြားမှာဝေဖန်မှုတွေစတင်ခံစားလာရပြီးဖြစ်ပါတယ်United ကစားသမားဟောင်းခရီနီဘေးကစပါနဲ့ပွဲမတိုင်ခင် Nottingham Forest ကိုတေးကြတဲ့ပွဲမှာရှက်ကိုက United ကခေါ်ယူထားတဲ့ကွန်ညာအပူမိုးနဲ့နိုင်ရှိပြီးပြောဖို့လိုပါသေးတယ်။သူကစားတဲ့စတိုင်ကပုံမကျပန်းမကျဖြစ်နေတာပါ။ Forest နဲ့ပွဲမှာလည်းသူဘောလုံးထိန်းသိမ်းတဲ့အခါလွဲချော်မှုတွေရှိနေတာတွေ့ရပါတယ်။သူကိုပေါင်တန်း80နဲ့ခေါ်ယူထားတာတော့ဟုတ်ပါတယ်။ဒါပေမဲ့ခမားအနေနဲ့လည်းဒီထက်ပိုပြီးလှုပ်ပြတာမျိုးမြင်ချင်မှာပဲလေလို့ဝေဖန်ပြောဆိုခဲ့ပါတယ်။ချာပရိသတ်တို့ကဒီကောင် United ကိုရောက်လာခင်က YouTube မှာ highlight တွေကိုကြည့်ခဲ့ပူပါတယ်။အဲ့ဒီဗီဒီယိုတွေက AI နဲ့များလောက်တာလားလို့နောက်ပြောင်ပြောဆိုခဲ့ပါတယ်။ဒီလိုပြောဆိုမှုတွေကြောင့်ရှက်ကိုတယောက် United ရဲ့ PR တွေအောက်မှာယုံကြည်မှုပျောက်ဆုံးပြီးခြေစမ်းမပြနိုင်တော့မှကိုစိုးရင်ကြပါပဲ။ဒီပြအမရင်ကတော့ရှက်ကိုရဲ့ဝေဖန်မှုတွေပေါ်ဝေဖန်တာနဲ့ပတ်သက်ပြီးတော့ဘယ်သူမှမကြိုက်ပါဘူး။ဒါပေမဲ့ရှက်ကိုရုန်းကန်နေရစဲမို့ဝေဖန်တာတွေကလည်းမမှန်ဘူးလို့ညင်မရပါဘူး။ကျွန်တော်ကစားသမားတွေကိုဝေဖန်ခံရတာနဲ့ပတ်သက်ရင်အနည်းဆုံး3ပတ်လောက်ပဲကြာမယ်လို့အမြဲပြောပါတယ်။ရှက်ကိုကအသက်အရွယ်ရကန်ဝင်ကစားသမားကြီးတွေမီဒီယာတွေရဲ့ဝေဖန်မှုတွေကိုကြာရင်ထိန်းချုပ်နိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့ရှက်ကိုပေါ်ဝေဖန်မှုတွေကိုစိတ်ထဲမထားဖို့နဲ့ကျင်သားရတော့အောင်နေဖို့တိုက်တွန်းထားပါတယ်အစာပိုင်းတော့ခက်ခဲပါလိမ့်မယ်ကျွန်တော်တို့ဘက်ကလည်းရှက်ကိုပေါ်ကောက်ကွယ်ပေးဖို့အဆင်သင့်ရှိပါတယ်သူကစူးစမ်းနေတဲ့သူတယောက်ဖြစ်ပြီးရေရှည်မှာတိုးတက်လာမယ့်ကစားသမားဖြစ်နေလို့ပါလို့ပြောဆိုခဲ့ပါတယ်လက်ရှိမှာတော့ရှက်ကိုအနေနဲ့စပါနဲ့ပွဲကဒူတန်ရရှိထားတာကြောင့်နိုင်ငံကလပ်အသင်းနဲ့တွားရောက်ပူးပေါင်းနိုင်ခြင်းမရှိသေးပဲကာရန်တာမှာစစ်စစ်မှုခံယူနေရကြောင်းသိရပြီးဒဏ်ရာကပြင်းထန်မှာမဟုတ်ကြောင်းမျှော်လင့်ထားပါတယ်ဒါပြင်ရှက်ကိုနေရာအတွက်အစားထိုးဖို့တိုက်စစ်မှုတူခေါ်ယူသွားမှာမဟုတ်ကြောင်းသတင်းရင်းမြစ်တွေရသိရပါတယ်ရှက်ကိုကတော့အခုလိုဝေဖန်တန်တွေကိုစတင်ခန်းစားနေရတာက United ကစားသမားဖြစ်နေလို့သာဖြစ်ပြီးတဘာဘူးက Florian Van နဲ့ခြားနားမှုတွေကိုမျက်ဝါးထင်ထင်မြင်တွေ့ရမှာဖြစ်ပါတယ်။ United ကိုချင်ငင်ကြတဲ့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ United Principal Facebook Page နဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးသွားခဲ့ကြပါဦးခင်ဗျာ။ ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်။